အားလုံးမျိုးလားခင်ဗျာဒီနေ့ channel ပြန်ဆင်းလို့ရဒီ channel စဉ်တွေဖြစ်နေတဲ့ဒင်းကြောင်းတွေကိုမြတ်တစ်ချက်ပဲနဲ့ဒီ channel ဖြစ်တဲ့ကိုကျွန်တော် channel ပြန်ဆက်လို့တော့ကျွန်တော်ခုရစလောက်ပဲသတင်းရတော့ဒီတိုင်းအမေရိကန်နောက်ဆုံးသတင်းပဲဖြစ်ပါတယ်ဒီ file မှာဘာလဲဘယ်လိုပြောဆိုတော့ကျွန်တော်တို့ကြည့်အောင်ခင်ဗျာ let's go ပြီးကမ္ဘာစီးပွားရေးရဲ့အသက်သွေးကြောဟော်မုန်းရည်လက်ကြားကြီးကိုအီရန်ကရုတ်တရက်အပြည့်အဝပြန်ဖွင့်ပေးလိုက်ပြီးလို့တင်ညာလိုက်ပါတယ်ဒီသတင်းကြောင့်ကမ္ဘာရေနံဈေးတွေချက်ချင်းပဲ17%ကျော်ထိုးကျသွားခဲ့ပြီးတော့ကမ္ဘာကြီးကစီးပွားရေးအရာတပင်းချနိုင်ခဲ့ပါတယ်ဒါပေမဲ့အီရန်ကဘာလို့ရုတ်တရက်ကြီးဒီလိုကြီးသဘောကောင်းသွားတာပါလဲဒီလိုဖွင့်ပေးလိုက်တာရဲ့နောက်ကွယ်မှာအမေရိကန်နဲ့အီရန်ကြားစာမျက်နှာ3မျက်နှာပါတဲ့လှုပ်ဝက်သဘောတူညီချက်နဲ့ဒေါ်လာ20ဘီလီယံတန်တဲ့ယူရေနီယံအယောင်းဝယ်ကြီးရှိနေလို့ဖြစ်ပါတယ်ဒီနေ့ရက်တံမှာတော့ဟော်မုန်းရေလက်ကြားပွင့်သွားတဲ့အကြောင်းရင်းဒေါ်လာ20ဘီလီယံတန်ယူရေနီယံသဘောတူညီချက်ရဲ့အသေးစိတ်နဲ့ဒီလာမယ့်ဆွေးနွေးပွဲအလားအလာတွေကိုအရှင်းလင်းဆုံးတင်ဆက်ပေးပါမယ်အမေရိကန်အီရန်ညီချင်းရဖို့အတွက်အဓိကအကြဆုံးအချက်ကယူရေနီယံပေးရင်ပတ်စံပေးမယ်ဆိုတဲ့ကိစ္စဖြစ်ပါတယ်တနက်ဒေါ်နယ်ထရန့်အစိုးရရဲ့အဓိကဘဏ္ဍာကအီရန်ရဲ့မြေအောက်စခန်းတွေထဲမှာဖုံးကွယ်ထားတဲ့အဆင့်မြင့်ယူရေနီယံကီလို2000နီးပါအထူးသဖြင့်ဒီနျူကလ িয়ার လက်နက်ထုတ်လို့ရတဲ့60%အထိတန့်စင်မိသားအဆင့်ရှိတဲ့ယူရေနီယံ450ကီလိုဂရမ်ကိုလုံးဝရှင်းပြနေတာပါအီရန်ကလည်းစီးပွားရေးပိတ်ဆို့ခံထားရလို့ပတ်စံအရန်လုံနေပါတယ်ဒီတော့မင်းတို့စီမှာရှိတဲ့ယူရေနီယံတွေကိုပေးရင်အီရန်ရဲ့ပိတ်ဆို့ခံထားရတဲ့ပတ်စံတွေကိုပြန်ထုတ်ပေးမယ်လို့အမေရိကန်ကကမ်းလှမ်းပါတယ်အစပိုင်းမှာဒီအမေရိကန်ကဒေါ်လာ6ဘီလီယံပဲပေးမယ်ဆိုပြီးဈေးစစ်ခဲ့ပါတယ်အီရန်ကလည်းဒေါ်လာ29ဘီလီယံအထိလိုချင်တယ်လို့တင်ခံနေပါတယ်အခုနောက်ဆုံးလှုပ်ဝက်ညှိနှိုင်းမှုတွေအရဒီနှစ်ဖက်စလုံးကဒေါ်လာ20ဘီလီယံဆိုတဲ့ဂျားအမှတ်တစ်ခုမှာဈေးတက်သွားပြီလို့အမေရိကန်အရာရှိတွေကအတည်ပြုပါတယ်အခုလိုဈေးတက်သွားပေမဲ့ဘလို့အကောင့်ထဲဖော်မလဲဆိုတဲ့နေရာမှာအကြီးကျယ်လွန်ဆွဲနေကြတော့ဖြစ်ပါတယ်ပထမဆုံးအချက်ကဒီယူရေနီယံတွေကိုဘယ်ကိုပို့မလဲအမေရိကန်ကသူတို့ကိုဒီအကုန်ပို့ခိုင်းပါတယ်အီရန်ကလုံးဝလက်မခံမဲနဲ့ပြည်တွင်းမှာပဲအန်နီယကင်းတဲ့အဆင့်ရောက်အောင်ပြန်လျှော့ချပေးမယ်လို့ဆိုပါတယ်အခုလက်ရှိမှာတော့ယူရေနီယံအချုပ်ကိုအမေရိကန်မဟုတ်တဲ့တတိယနိုင်ငံတစ်ခုစီကိုပို့ဖို့ညှိနှိုင်းနေကြပါတယ်ဒုတိယအချက်ကတော့နျူကလ িয়ার ရဆိုင်ရေးကာလဖြစ်ပါတယ်အမေရိကန်ကအီရန်ကိုနောက်ထပ်20တိတိယူရေနီယံထပ်ပြီးမတန့်စင်ပါဘူးဆိုတဲ့ကတိကိုတောင်းပါတယ်အီရန်က9နှစ်ပဲပေးနိုင်မယ်လို့ဈေးဆင်နေပါတယ်ပြီးတော့အမေရိကန်ကအီရန်ရဲ့နျူကလ িয়ার စစ်ရုံတွေကိုမြေအောက်မှာလုံးဝမထားဘဲနဲ့နိုင်ငံတကာကစောင့်ကြည့်လို့ရအောင်မြေပြင်ပေါ်မှာပဲထားဖို့ဖိအားပေးထားပါတယ်ဒီအချိန်မှာပဲအရှိလေပိုင်းမှာသတင်းကောင်းတစ်ခုလေးထွက်လာပါတယ်ခင်ဗျာဘယ်လိုနဲ့အစ္စရေးတို့ဂျာမှာ10ရက်တာယာယီအပြစ်ခတ်ရစရေးသဘောတူညီချက်ရသွားတာဖြစ်ပါတယ်အီရန်ကအရင်ကတည်းကလက်ဘနွန်ကိုမရက်ရင်ဟော်မုတ်ကိုမဖွင့်ဘူးလို့ပြောထားတဲ့အတိုင်းအခုလက်ဘနွန်မှာ10ရက်တာအပြစ်ရသွားတဲ့အတွက်အီရန်နိုင်ငံသားရေးဝန်ကြီးအာရာချီကဟော်မုတ်ရေလက်ကြားကြီးကိုကုန်သွယ်ရေးတင်မောတွေအတွက်အပြည့်အဝဖွင့်ပေးလိုက်ပြီလို့တရားဝင်ကြေညာလိုက်ပါတယ်ဒါပေမဲ့သမ္မတဒေါ်နယ်ထရန့်ကတော့လုံးဝသတိလက်လွတ်မနေပါဘူးရေလက်ကြားဖွင့်သွားတာကိုကြိုးဆိုပေမဲ့သဘောတူညီချက်100%အပိသက်မရမချင်းအမေရိကန်စစ်သည်မောတွေကအီရန်ကိုပိတ်ဆို့ထားတဲ့ဒီတောင်းပိတ်ဆို့မှုတွေကတော့အပြည့်အဝဆက်ရှိနေအောင်မယ်လို့သူ့ရဲ့ဒီ social media Truth Social ကနေပြီးခက်ပြက်ပြက်သတိပေးပါတယ်။ငွေကြီးအရာအီရန်ကိုလုံးဝအသက်ရှူပေါက်ပေးမထားသေးတဲ့သဘောပဲဖြစ်ပါတယ်။ဒီလိုငြိမ်းချမ်းရေးရဖို့ကြိုးစားနေပေမဲ့ဒီမှာတော့အသက်အန္တရာယ်တွေကအပြည့်ဖြစ်နေပါတယ်။ပြီးခဲ့တဲ့အပတ်ကဒီအစ္စလာမဘတ်ဆွေးနွေးပွဲမှာအီရန်ရဲ့ကိုယ်စားလှယ်တွေအိမ်ပြန်လာတဲ့အချိန်မှာအစ္စရေးကသူတို့စီးလာတဲ့လေယာဉ်ကိုပစ်ချလုပ်ကြံမဲ့အန်ဒီယေကိုအီရန်ကအကြီးအကျယ်သတင်းရခဲ့ပါတယ်။အီရန်ရဲ့နိုင်ငံခြားရေးဝန်ကြီးအာရာချီနဲ့ဒီလွှတ်တော်ဥက္ကဋ္ဌဂါလီဘတ်တို့ကအစ္စရေးရဲ့လုပ်ကြံသက်ဖက်ရမယ့်စီးရင်ထဲမှာတရားဝင်ပါဝင်နေလို့ဖြစ်ပါတယ်။ဒါကြောင့်အင်ရှင်ပါကစ္စတန်ကသူတို့ကိုအကာအကွယ်ပေးဖို့သူတို့ရဲ့အဆင့်အမြင့်ဆုံးတိုက်လေယာဉ်20ကျော်နဲ့လေကြောင်းစောင့်ကြည့်ရေးလေယာဉ်တွေကိုပါအသုံးပြုပြီးတော့အီရန်လေပိုင်နက်ထဲရောက်တဲ့အထိအဆောင်အရှောက်ပေးပြီးလိုက်ပို့ခဲ့ရတဲ့စစ်စင်ရေးကြီးတစ်ခုလုပ်ခဲ့ရပါတယ်။ငင်းရေးကိုယ်စားလှယ်တွေကိုယ်တိုင်လီယင်ပေါ်ကနေပြီးအသက်လူပြီးထွက်ပြေးနေရတဲ့အခြေအနေမျိုးဖြစ်နေပါတယ်။အချုပ်ပြောရရင်တော့ဒေါ်လာဘီလီယံ20တန်တဲ့ယူရေနီယံသဘောတူညီချက်ကစပွဲဝိုင်းပေါ်ကြောင်းနေပါပြီ။လာမယ့်တနင်္ဂနွေနေ့မှာပါကစ္စတန်နိုင်ငံအစ္စလာမဘတ်မြို့မှာပဲဒုတိယအကြိမ်ဆွေးနွေးပွဲထပ်လုပ်ဖို့ရှိနေပါတယ်။တူရကီမှာလည်းပါကစ္စတန်အီဂျစ်တူရကီနဲ့ဆော်ဒီတို့ကဂျောင်းဝင်စီးစားဖို့ဒီနေ့မှာပဲတွေ့ဆုံနေပါပြီ။အီရန်ကဒေါ်လာ20ဘီလီယံကိုယူပြီးတော့နျူကလ িয়ার လက်နက်အိမ်မက်ကိုတကယ်ပဲဆွန့်လွတ်လိုက်လားဒါမှမဟုတ်အမေရိကန်ပြည်တွင်းရေးနဲ့နိုင်ငံရေးကိုအကဲဆမ်းပြီးအချိန်ဆွဲနေတာလားဘယ်လိုထင်ကြပါသလဲခင်ဗျာ comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ဒီဥတန်ကိုကျွန်တော်ရဲ့ YouTube ဖြစ်တဲ့ link ခိုင်မှာလည်းအပြည့်အစုံတွားရောက်ကြည့်နိုင်ပါတယ်နေ့စဉ်နောက်ဆုံးရနိုင်ငံရေးစီးရီးသတင်းတွေကိုကျွန်တော်ရဲ့ Telegram policy မှာအချိန်ကြီးတင်ပေးနေတာဖြစ်လို့ Telegram ကို join ထားဖို့မမေ့ပါနဲ့အားလုံးပဲနှစ်သက်မှာဘေးကင်းလုံရပါစေကျွန်တော်ကတော့ link ခိုင်မှာနောက်ဗီဒီယိုမှာပြန်ပြီးတော့ဆုံးဖြတ်ပါခင်ဗျာဟုတ်ကဲ့ခင်ဗျကျွန်တော်ခုဒီစက်ပဲသတင်းအဲ့ဒါခင်ဗျအားလုံးကျေးဇူးတင်ပါတယ်နိုင်ငံတိုင်းမှာဆုံးအင်ဂျာညင်ကြမှာစခင်ဗျ